ကန်းငယ်တွေ့ခေါ်မယ်ထားခဲ့တဲ့တို့ရဲ့စေတနာတွေဟာဧကံတဲရဲရီဖြစ်မှအရေးတွေ့မယ်ဖြူစင်ခဲ့တာဒီတစ်ချိန်မှာအမပေါ်ဒါဧကံငါဆွေးလွမ်းရင်မခလို့ပြီဒီဘဝလိုပြည့်မှတို့ပြောမယ်မထားခဲ့ပါမငဲ့နဲ့နေပါစီရှုံးတဲ့ကံအားကိုမရတဲ့အခါကိုဟာမင်းကိုရာရာပေါ်ခဲ့တယ်အလောင်းဝီလုံးဒီထွက်သွားလို့ရဲ့အကြောင်းရှိတယ်။ဒါကြောင့်ကိုရှိတယ်။အဲဒီကောင်ကိုရေကုန်တန်းတွေဒီလိုက်တရွေရွေတိုးဝီကိုရင်မရေထွေးမိတီးပြီလေအခုတော့နောက်မှမျက်ရည်ဝီဆုံးသက်အားတစ်ဖက်နဲ့တစ်ဖက်နီကိုဆုံးအပြတ်အားရက်ဆက်မြင်သာအမောရုံတွေ့ရလမ်းမမိုးဆက်တွေမာစတာ ကြည့်ချူအပေါ်နဲ့မာစတာခရီးပြေးရိတ်ပါခါကကြွေလေလီအလောင်းဝီးတဲ့လွမ်းရည်မခက်နိုင်မီ